အပီစုံဝန်းရင်စာမှာတော့ရုံထဲပေါ်ကိုညီးမွေနေတဲ့တခေးလူကိုတွေ့ရပါတယ်။ဒီနေ့အိမ်ပြန်ချင်းမှာရုတ်တရက်အခြားဥပါကိုရောက်ရှိသွားပြီးဂျာတီဆိုရဲ့နှစ်ဖျားနဲ့တွေ့ဆုံခဲ့ပါတယ်။နှစ်ဖျားချာနီကသူ့ရဲ့ဂျိုးပေါ်မှာလူသားမျိုးနဲ့ကဘာကြီးမပြတ်စည်းအောင်တခေးလူကိုဆေးလို့ဖို့လုပ်နေပါတယ်။တခေးလူကငင်းဆက်နေတော့နှစ်ဖျားချာနီကတခေးလူကိုတေဆုံးသွားပြီမလို့ဝင်းကြီးမပြောက်ွယ်သွားဖို့ပြောနေပါတယ်။အဲ့နောက်နှစ်ဖျားချာနီကအလွန်ကြီးမားတဲ့မာနမော်ရှာဝေးပစ္စည်းဆွဲအားနဲ့တခြားစကီးတွေကိုထည့်ပေးလိုက်ပါတယ်။အဲ့ဒါနဲ့ပဲတခေးလူတယောက်အမြင်မသိဂျိုးပေါ်ရောက်လာပြီးမော်ဆွဲအားတချို့ထုတ်တုံးကြီးကိုလုံးနေပါတယ်။ဒါနဲ့ပဲမြေပြင်ပေါ်စာရေးကြည့်လိုက်တော့မော်ဆွဲအားတွေထွက်ပေါ်လာခဲ့ပါတယ်။ပေါ်လာတဲ့ပစ္စည်းတချို့ကိုယူပြီးရောင်းဖို့ရွာလေးစီကိုရောက်လာပါတယ်။ရွာထဲကရောင်းဆောင်ရောက်လာပြီးအဖိုးကိုပစ္စည်းတချို့ရောင်းနေပါတယ်။ဖိုးကတောင်ပေါ်မှာအရန်ရှာတဲ့ပစ္စည်းတချို့ရှိနေပြီးအမှတတဝတချို့လည်းရှိနေပုံကိုပြောနေပါတယ်။တခေးလူတွေဟိုတယ်မှာတည်ရင်ဘယ်လိုရေချိုးရမယ်လို့တွေးနေတော့ကောင်မလေးကရေဘူးတချို့ယူလာပါတယ်။တခေးလူကလည်းဒီရေနဲ့ဘယ်လိုရေချိုးရမလဲလို့တွေးနေပြီးကောင်မလေးကလည်းတချို့မော်နဲ့တန်ရှင်းကြတယ်လို့ပြောလိုက်ပါတယ်။တခေးလူကတော့ကောင်မလေးကိုပတ်စံပေးပြီးသူခန်းထဲမှာမော်ပညာနဲ့တန်ရှင်းခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဖိုးကိုပြောတဲ့တောင်ပေါ်စီကိုခီးထွက်လာပြီးကြောက်တဲ့ပြုတ်ကျသွားတော့လေးပုံပညာနဲ့သုံးခဲ့တာကြောင့်အသက်ရှင်ခဲ့ပါတယ်။အဲ့တော့ပြီးသီးရှာနေတော့ဝူတဝူလေးကိုသွားပြီးအမှရမ်းကြည့်လေးနဲ့ရေတချို့ကိုတွေးလိုက်ရပါတယ်။အဲ့ရေကိုတောက်အလုံးနေတော့ငကားကြီးတစ်ကောင်ထွက်လာပြီးမပေါက်နိုင်တဲ့သူ့ရဲ့ဥတစ်ခုကိုတခေးလူရဲ့ရမ်းဆွမ်းတဲ့မော်နဲ့အုံပြီးဖောက်ဖို့တောင်းဆိုခဲ့ပါတယ်။အလကားတော့မဟုတ်ပါဘူး။ရမ်းရှားတဲ့ပြီးသီးချိုးလေပေးဖို့ပြောပါတယ်။အဲ့တော့လင်းနဲ့တမြတခေးလူရဲ့ပုံစံကမော်ဆန်းပေးလိုက်တာများတာကြောင့်ရှော့ဖို့လုံးနေပါတယ်။တခေးလူပြန်လုံးလာတော့သူတက်တဲ့မော်နဲ့မပေါက်နိုင်တဲ့ဥကိုမော်ဆန်းအားလုံးတောင်းလိုက်တာကြောင့်ငကားပေါက်လေးပေါက်လာခဲ့ပါတယ်။ငကားကြီးလည်းပေါက်လာတဲ့ငကားပေါက်လေးကိုဂရုစိုက်ဖို့ပြောပြီးရေအော်ထဲကိုပြန်ဝင်သွားပါတယ်။တခေးလူလည်းငကားပေါက်လေးကိုပြီးဆိုတဲ့နမီပေးလိုက်တဲ့ချိန်မှာတော့အပိုင်းတစ်ပါးကလည်းပြီးဆုံးသွားခဲ့ပါတယ်။အပြီးဆုံးတူးရဲ့ဆောက်မှာတော့တခေးလူနဲ့ပြီးတော့ဂိုထဲကနေထွက်လာကြပါတယ်။အဲ့ချိန်စကန်းချပြီးဘီကိုထဲလာတဲ့ကြည်လင်တဲ့ရေကိုတိုက်နေပြီးတခေးလူပါတောက်လိုက်ပါတယ်။ညမှာတော့အယောင်းဆိုင်လူကပေးလိုက်တဲ့စာအုပ်ထဲကလို့တခေးလူတယောက်ရိုးလိုက်ရတဲ့ချိန်ပေါ်ကြော်တုံးထွက်လာပါတယ်။အဲ့ကြော်တုံးနဲ့ညသာချက်ကိုပြည့်စည်နေပါတယ်။ညသာစားပြီးရဲ့ချိန်ဘီလေးကတခေးလူနားမှာရှိလို့ပြောနေပါတယ်။တခေးလူကတော့ဘီလေးသာတစ်ခုဖြစ်သွားရင်ငကားကြီးကဝါစားမလားလို့တော့တွေးနေပါတယ်။ဘီလေးကပါအိပ်ပျောက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတခေးလူတယောက်နီးနားဆင်းသေးလာတဲ့ချိန်ရန်သူတချို့ရှိနေတာကိုသိလိုက်ရပါတယ်။အဲ့ချိန်အနောက်ကတတဝါကြီးရောက်လာပြီးစားတက်ခါတော့တခေးလူရဲ့အစာရတယ်ဆိုပြီးတက်ခတ်လိုက်ပါတယ်။ကြံရှိနေတဲ့ခွေးတချို့လည်းအမောက်သိပ်ပြီးရဲ့ချိန်အနီးနားတတဝါတွေပုံများလာတာကြောင့်ဘီကအပေါ်ခေါ်သွားခဲ့ပါတယ်။တခေးလူကတော့ဒီလိုအားရှိတဲ့ဘီကိုအော်နေပြီးဘီကလှုပ်လိုက်မိတာကြောင့်ပြုတ်ကျသွားပါတယ်။တခေးလူတွေမြေပုံကြည့်လိုက်တော့စကန်းချရတဲ့တအားဝေးတာကိုအော်နေပြီးဘီကိုလည်းရန်သူတွေနဲ့အဝေးကိုခေါ်လာပြီးတာကြောင့်ကျေးဇူးတင်နေခဲ့ပါတယ်။သူတို့ရှိဆက်လာတော့နတ်သူငယ်လူမင်းကလေးက3ရက်လောက်ဘိုက်ဆာနေခဲ့တာကြောင့်တခေးလူလည်းရေနဲ့ရေခါတချို့ကျွေးလိုက်ပါတယ်။နတ်သူငယ်မင်းကလေးကလည်းကျေးဇူးတင်နေခဲ့ပြီးထွက်သွားခဲ့ပါတယ်။အဲ့နောက်လမ်းမှာမြေသီးကရက်လိုက်ပြီးတခေးလူနဲ့လမ်းကျုံနေတာကြောင့်လိုက်ဖို့ပြောပါတယ်။တခေးလူလည်းမြေထဲကမိသားစုနဲ့အတူရွာကိုလိုက်သွားပါတယ်။မိသားစုကလည်းရမ်းခင်မိနေပြီးတခေးလူကိုမော်ဆရာလားလို့မေးနေပါတယ်။တခေးလူလည်းသူကရှာဝေစွမ်းတဲ့လူဖြစ်ပြီးမော်တချို့သုံးတဲ့တာကိုပြောပြီးငကားပေါက်လေးပြီးနဲ့မိတ်ဆက်ပေးနေခဲ့ပါတယ်။ခရီးဆက်လာရင်ညတကောင်ရောက်တော့လမ်းမှာတစ်ဖြတ်နားနေတော့တခေးလူကကျေးဇူးဆက်တဲ့အနေနဲ့ရသာရှိရာစားစာတချို့ချက်ကျွေးနေပါတယ်။မိသားစုတစ်ခုလည်းရသာအရန်ရှိတာမလို့ကျေးဇူးတင်နေခဲ့ပါတယ်။အညမှာပဲတခေးလူနဲ့မိသားစုတစ်ခုပျော်ပျော်ပါးပါးညတကောင်ဖြတ်သန်းခဲ့ပါတယ်။ပြီးဆုံးတူးကလေးပြီးသွားခဲ့ပါပြီ။ကြည့်ရှုပြီးကြတဲ့တယောက်ရှင်းတဲ့လူတွေကျေးဇူးတင်ပါတယ်။